ကျွန်တော်က audio track တွေကို mix လုပ်တဲ့အခါမှာပေါ့နော်ဒီ EQ တွေ gate တွေ compress တွေချိန်ရဲ့သားနဲ့ပေါ့နော်တေချာကောင်းကောင်းမွန်မွန်ပြောင်းလဲမှုမရှိဘူးဆိုလို့ရှိရင်တော့အရင်ဦးဆုံးအခြေခံအဖြစ်စစ်ရမှာ gain stage ဖြစ်ပါတယ်ဗျအခုကတော့ဒါ lesson 4ပေါ့နော်ကျွန်တော် gain stage အချောင်းကိုပြောပြမှာဖြစ်ပါတယ်ဗျအဲ့တော့ gain stage ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ audio signal တစ်ခုပေါ့နော်ကောင်းတဲ့အနေအထားအထိကျွန်တော်ပေးဝင်ရမှာဖြစ်ပါတယ်ဗျဘာအတွက်လဲဆိုလို့ရှိရင်ဒီအဲ့ဒီ audio signal တစ်ခုကဒီမှာရှိတဲ့ effect တွေအားလုံးကိုဖြတ်သွားမှာဖြစ်ပါတယ်ဗျအဲ့ဆို audio signal ကနည်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ effect တွေကလည်းလွဲချော်မှုတွေဖြစ်နေပါတော့ကောင်းကောင်းမွန်မွန်လည်းတက်ရောက်မှာမဟုတ်တော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုရင် gain stage ကိုဘယ်လိုတတ်မှတ်ရမလဲဆိုတာကိုဒီမှာကျွန်တော်ပြသွားမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်တော့ဒါ K အတန်ပေါ့နော် audio အဝင် signal ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ input configuration မှာပေါ့နော် view ဆိုတာရှိရဲကျွန်တော်နှိပ်လိုက်မယ်ဒီမှာလည်းမြင်နေရတယ်ပေါ့နော် configuration preamp မှာလည်းကျွန်တော် audio အဝင် level ကဒီမှာ30ကျော်30နဲ့18ကြားထဲပဲပြရပေါ့နော်အခုဒီမှာမြင်တဲ့အတိုင်း audio signal က -18 အောက်မှာဖြစ်နေပါပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ effect တွေအားလုံးကိုကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော် audio signal ကဒီအစိမ်းရောင် signal ကိုကြော်ပြီးတော့ဒီအဝါရောင် signal ထဲထိရောက်တဲ့အထိကျွန်တော်တို့ input gain stage ကိုတင်ပေးဖို့လိုပါတယ်ဗျပုံမှန်ကျွန်တော်တို့ recording မှာဆိုလို့ရှိရင်တော့ -6 အထိသတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့ audio signal တွေကတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်အဲ့ဆို instrument အကုန်လုံးကိုတော့ -6 အထိကျွန်တော်တင်ပေးဖို့မလိုဘူးပေါ့နော်အဓိကပေးကြမယ် main အတန်တွေဖြစ်တဲ့တွေကို kit တွေ snare တွေ vocal တွေဒီလိုအတန်တွေကိုတော့ကျွန်တော် -6 အထိပေးဝင်ဖို့လိုပါတယ်ဗျဒါပေမဲ့အနည်းဆုံးပေါ့နော်ဘယ် audio signal တွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ် instrument တွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီမှာမြင်တဲ့အတိုင်းပဲ -18 အထက်အထိပေးဝင်မှပဲဒီမှာရှိတဲ့ effect တွေအားလုံးကကောင်းအောင်အလုပ်လုပ်မှာဖြစ်ပါတယ်ဗျအဲ့ဆိုကျွန်တော်တို့ကဒီမှာ fader ပေါ့နော်အဲ့ဆိုဒီ fader ကတော့ဒီအထွက်ကိုပြောတာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီမှာချိန်ပြီးသားရဲ့အထွက်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီအတန်အတိုးကျယ်ကိစ္စတွေကအဝင် signal နဲ့ကမဆိုင်ဘူးပေါ့နော်အဲ့ဆိုဒီမှာအတန်ဒီ fader ကို output ကိုကျယ်လိုက်တယ်ဆိုရင်အတန်ကတော့အကျယ်ကြီးကြားနေရတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ effect တွေကတော့ကောင်းအလုပ်လုပ်မှာမဟုတ်ဘူးဗျအဲ့ဆို effect တွေကောင်းကောင်းအလုပ်လုပ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော် gain ကိုအခုဒါသတ်မှတ်ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်kick ရဲ့ gain stage ကိုကျွန်တော်တစ်ချက်ဒီမှာမြင်တဲ့အတိုင်းပေါ့နော်ကောင်းတဲ့ signal အထိရောက်အောင်ကျွန်တော် gain တင်မှာဖြစ်ပါတယ်ဗျ-12နဲ့-6ကြားတဲ့လောက်အထိရောက်နေပေါ့နော်ဒါတော်တော်လေးကောင်းတဲ့ audio signal တစ်ခုဖြစ်သွားပြီဗျအဲ့လို kit မှာမဟုတ်ဘူးပေါ့နော်စနစ်ကိုလည်းကျွန်တော်တို့တစ်ချက်သတ်မှတ်ကြည့်မယ်ပေါ့နော်နောက်ထပ်ကတော့ snare bottom ပေါ့နော် snare bottom တို့ဘာလို့ကကြတော့ကျွန်တော်တို့ကဒီနောက်ခံ background အနေနဲ့ချိနေတဲ့အတန်လေးတွေဖြစ်တဲ့ကြောင့်ကျွန်တော် -18 ဝန်းကျင်လောက်ဆိုရပြီပေါ့နော် -6 အထိမရောက်လဲပေါ့နော်အဲ့ဒါဆိုရင်ဒီမှာ -18 တော့ကျော်လာပြီ okayဒါတော့ဆိုရပြီပေါ့နော်နောက်ထပ်အဓိကပေးကြမယ် main အတန်တွေဖြစ်တဲ့တွန်တွေတွန်1တွန်2တွန်3 flow တွန်တွေအကုန်လုံးကိုလည်းဒါကျွန်တော်တို့ခုနကပြသလိုပေါ့နော်အဝါရောင် signal တွေအထိရအောင်တင်ပေးဖို့လိုပါတယ်ဗျနောက်ထပ်လည်းဒီလိုပဲပေါ့နော် keyboard piano တွေမဟုတ်လို့ရှိရင်ဒီ guitar တွေပေါ့နော် guitar တွေကိုလည်းကျွန်တော်တို့အဝင် signal တွေကိုဒီမှာမြင်တဲ့အတိုင်းပေါ့နော် -18 ကျော်တဲ့အထိတင်ပေးဖို့လိုပါတယ်ဗျအဲ့တော့တခါဒီမှာကျွန်တော်တို့တခုခုအထင်လွဲနေတာတွေရှိရတယ်ပေါ့နော်ဒီကတော့ဒါ audio input signal ကိုသတ်မှတ်ပေးတာဖြစ်ပါတယ်ဗျဒါမှပဲဒီ effect တွေအားလုံးရဲ့ကျွန်တော်လှည့်သမျှခလုတ်တိုင်းရဲ့ပြောင်းလဲတဲ့အရာတွေကိုလည်းတေချာကြားရမှာဖြစ်ပါတယ်ဗျပြီးရင်တော့ကျွန်တော်တို့ဒါဒီမှာရှိတဲ့ effect တွေအားလုံးမှာတေချာနားထောင်ပြီးတေချာချိန်ပြီးသွားပြီဆိုတော့မှကျွန်တော်တို့ဒီ level fader လေးတွေပေါ့နော်ဒီ output fader တွေပေါ့နော် fader တွေကိုကိုလိုသလောက်ပြန်ရောပြီးတော့ mix လုပ်မှာဖြစ်ပါတယ်ဗျ okay ဒါကတော့ဒါ gain stage အကြောင်းဖြစ်ပါတယ်ဗျအားလုံးသဘောကျအောင်မျှော်လင့်ပါတယ် bye bye Thank you.